Hello အားလုံးပဲမင်္ဂလာပါဒီနေ့လေ့လာမယ် grammar pattern လေးကတော့ကိုမိတ်ဆက်မယ်ပေါ့နော်နာမည် b plus name ဆိုတဲ့ pattern လေးကိုသုံးမယ်နောက်တစ်ခါအသက်ကိုလည်း b plus h ပေါ့နော် okay ဒါဆိုကြည့်အောင်နော်ကိုရဲ့အသက်နဲ့နာမည်မမိတ်ဆက်ခင်မှာ verb to be ဆိုတော့လေ့လာကြည့်အောင်နော် b ဆိုတဲ့အဓိပ္ပာယ်ကဖြစ်တည်ရှိသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါ base verb ဖြစ်တယ်ပေါ့နော် b อ่ะ verb 0လို့လည်းခေါ်တယ်အခုသုံးမှာကဒီ verb b ရဲ့ verb 1ဖြစ်တဲ့ present tense ပေါ့နော် am is are ပေါ့နော်အနည်းဆိုရင် is နဲ့သုံးမယ်အများဆိုရင် are နဲ့သုံးမယ် I ဆိုလို့ရှိရင် am နဲ့သုံးမယ်ပေါ့နော် okay ဒီမှာ b plus name and age ပေါ့နော် okay name သူ့ရဲ့နာမည်က Jack လို့ခေါ်တယ် okay သူ့ရဲ့အသက်က19နှစ်ရှိပြီပေါ့နော် okay ဒါကိုဘယ်လိုပြောမလဲစာကြောင်းနဲ့ပေါ့နော်ဘယ်လိုမိတ်ဆက်မလဲကျွန်တော်နာမည်က Jack ဖြစ်ပါတယ် I am Jack ပေါ့နော်ဒီမှာ am က verb to be က am လို့ or verb to be လို့ဒါ am is are တဲ့တစ်လုံးထည့်ရမယ်ပေါ့နော်ဆိုတော့ I က am နဲ့တွဲတယ်ပေါ့နော် I is လည်းတွဲလို့မရဘူး I နဲ့ are နဲ့တွဲလို့မရဘူးပေါ့နော် I am ပေါ့ I am Jack နော်ကျွန်တော်နာမည်က Jack ဖြစ်ပါတယ်နောက်တစ်ခုအသက်ကိုမိတ်ဆက်မယ်သူရဲ့အသက်ကဘယ်နှစ်လဲအသက်က19နှစ်ဖြစ်တယ်ဆိုတော့ b နဲ့သုံးမယ်ပေါ့နော်နောက်မှာ h လိုက်မယ်ဆိုရင်ဘယ်လိုဖြစ်မလဲ I am 19ကျွန်တော်က19နှစ်ဖြစ်တယ်โอเคနော်နောက်တစ်ခုကဲသူရဲ့နာမည်က Rose ဖြစ်တယ်ပေါ့နော်သူရဲ့အသက်က20ပေါ့ okay ကျမနာမည်က Rose ဖြစ်ပါတယ်အင်္ဂလိပ်လိုဘယ်လိုပြောမလဲ b နဲ့သုံးမယ်နော် okay I ဆိုတော့ m နဲ့တွဲမယ် I am Rose ကျမနာမည်က Rose ဖြစ်ပါတယ်ကျမအသက်က20ရှိပါပြီဘယ်လိုပြောမလဲ I am 20လွယ်တယ်နော် okay ဒါဆိုလို့ရှိရင်လေ့လာတဲ့သူရဲ့နာမည်ပြောမယ်နာမည်ကပါလဲအသက်ကဘယ်လောက်လဲပေါ့နော်ဆိုတော့ I am နာမည်ပြောမယ်နောက်တစ်ခု I am အသက်ကိုပြောမယ် comment မှာရေးပေးခဲ့လို့ရပါတယ်နော် okay နေ့စဉ်အင်္ဂလိပ် grammar လေးတွေကိုပုံမှန်လေ့လာသွားမယ်ဆိုလို့ရှိရင် Slow English Channel subscribe လုပ်ထားရအောင်နော် see you